မင်္ဂလာပါရှင်ဒီမီမီထားတဲ့မိခွန်းလေးကိုဒီချဲ reply ပြန်ပေးပါမယ်เนาะအဲ့တော့မီမီကဘာလို့သိချင်တာလဲဆိုတော့သူကဝါစင်ကကိုမျိုးဆိုပြီးတော့တဲ့တသားကြောင်းမှာတင်လို့ပါရှင်တဲ့ article EN တွေကိုထည့်တင်နေတာပါရှင်တဲ့ကျမက EN တွေကိုနန်ညွန်းကိန်းဖြစ်နေတည်ထားတာပါရှင်တဲ့အကြောင်းကဆရာပြောတာကအတစ်ထပ်တိုးတာလို့ပြောလို့ပါတဲ့ရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါမီမီတချို့ကြောင်းနေမှာကကြတော့ဒီ determiner လို့ခေါ်တဲ့ဒီ article ပေါ့เนาะ article ကို parosby အဖြစ်ခွဲထားတဲ့ပုံစံမျိုးပေါ့နော်အတွက်သူက6မျိုးဆိုပြီးတော့အဲ့လိုမျိုးချို့ကြောင်းနေရတော့တင်ပေးကြတယ်တင်ပေးလေးရှိကြတယ်ပေါ့နော်ဒါပေမဲ့ဒီအင်္ဂလိပ်စာအခြေခံဒီတရားမှာဆိုလို့ရှိရင်တော့ဝါစင်က8 parrot speak ဆိုတဲ့ဝါစင်က8မျိုးပဲတချို့ရှိပါတယ်အခုလောလောဆယ်ကိုဒီ AN တဲ့ဆိုတဲ့ article ကိုဝါစင်ခတစ်မျိုးအနေနဲ့သတ်မှတ်လို့တော့မရှိဘူးပေါ့နော်။ဘာလို့လဲဆိုတော့တချို့ခေါင်းစဉ်ဒီ determiner AN တဲ့ဆိုတာ determiner ပဲလေ determiner ရဲ့ခေါင်းစဉ်အောက်မှာတချို့က article ရှိတယ်နောက်တစ်ခုတချို့ဒီ demonstrative ရှိတယ် possessive ရှိတယ် qualifier ရှိတယ် number ဆိုပြီးတော့ခေါင်းစဉ်5ခုတချို့ရှိတယ်။အဲ့ဒီ5ခုမှာအရင်ဆုံး determiner အခေါင်းစဉ်အောက်ကသူ article ကိုသူခေါင်းစဉ်လေးတစ်ခုအဖြစ်နဲ့သူကတင်လိုက်တာဆိုတော့ဝါစင်က6မျိုးဆိုပြီးဖြစ်သွားတာပေါ့နော်တကယ်တော့ပုံမှန်အားဖြင့်တော့တချို့ဒီ article AN တွေကိုဒီဝါစင်ကတစ်မျိုးအနေနဲ့တော့သတ်မှတ်လို့တော့မရှိဘူးပေါ့